စားခဲ့ဘူးသမျှကြက်ကြော်တွေထဲမှာဒီကြက်ကြော်ကိုတော့တော်တော်လေးထူးခြားတယ်လို့ခံစားရတယ်။ခုကြက်ကြော်ဆိုင်လေးကဘန်ကောက်ကနာမည်ကြီးကြက်ကြော်ဆိုင်မှာမီရှယ်လင်းဆိုလဲရထားပြီးသားကြက်ကြော်ဆိုင်ပေါ့နော်။သူတို့ဆိုင်ရဲ့ကြက်ကြော်ဆိုင်ကခါတိုင်းမြင်တွေ့နေကြတယ်လို့ပေါ့နော်။အမုံနေကပ်ပြီးတော့ကြော်ထားတဲ့ကြက်ကြော်ပုံစံမဟုတ်ပါဘူးရှင်။သူကချက်အကောင်လုံးလိုက်ကြီးကိုမှမီးရေးနဲ့တည်ထားတဲ့စီပူအိုးထဲမှာစိန်ပြီးတော့ကိုအကြာကြီးကြော်ထားတဲ့ကြက်ကြော်ပုံစံမျိုးပါရှင်။ဒီကတော့ကြက်ကြော်ကိုတစ်ချမ်းယူခဲ့တယ်ပေါ့နော်။ကြက်ကြော်နဲ့တခါရဲတွဲစားဖို့ဆိုပြီးတော့တင်မောသီတောင်းတစ်ပွဲပါယူခဲ့ပါသေးရဲ့ရှင်။သူတို့ဆိုင်ကတင်မောသီတောင်းလဲနာမည်ကြီးရဲ့ပေါ့နော်။ဆိုင်မှာတော့ကြက်ကြော်နဲ့တူတူတင်မောသီတောင်းနေရဲ့ဒီလိုဝက်ခုတ်သားခင်တုပ်တူပါတော့ညာတို့လိုမျိုးလဲတွဲစားကြရတယ်ပေါ့နော်။ညာတို့အပြင်ကတော့ကြက်ကြော်နဲ့ထမင်းပြူတွေပိုင်းနဲ့တွဲစားကြတာပါရှင်။ဆိုင်မှာကကြက်ကြော်တစ်ကောင်ကိုပေါ့နော်ဘတ်280ပေးရပါတယ်ရှင်အခုတစ်ချမ်းကဘတ်140ပါရှင်ကြက်သားကြော်နဲ့တွဲစားဖို့ဆိုပြီးတော့ sauce ကို2မျိုးချထားပေးရပေါ့နော်ရိုးရိုးကြက် sauce အချိုရယ်ပေါ့နော်အဆက်ရယ်ပါရှင်ဒါကအဆက်ပါအချင်းစမ်းပြီးတော့လေကြက်ကောင်ကိုတခိုက်ခိုက်လိုက်တဲ့အချိန်မှာလေတကယ်တခါမှမခံစားဘူးပေါ့နော်သူ့ရဲ့ကြက်ကြော်ရဲ့ဣဆက်မှုခေါ်မလားသူ့ရဲ့ကြက်ကြော်ရဲ့ကိုက်လိုက်ရတဲ့အရာသာကိုကလေတော်တော်လေးကိုကောင်းတာပေါ့နော်ထူးခြားမှုရှိပါတယ်တကယ်တော့သူ့ရဲ့ကြက်ကြော်ကရိုးရိုးလေးပဲနော်ဒါပေမဲ့လေအဲ့ရိုးရိုးလေးကိုကလေသူများနဲ့ကိုမတူနေတာပါလမ်းကြုံရင်တော့ပေါ့နော်တကယ်ဝင်စားကြည့်သိချင်ပါတယ်ရှင်သူရဲ့ကြက်ကြော်ကတကယ်ကိုကောင်းပါတယ်စားမယ်ဆိုရင်လည်းကြက်ကြော်ကိုပေါ့နော်ဆိုင်ထိုင်ပြီးတော့ပဲတခါတည်းစားသိချင်ပါတယ်ဆိုင်လေးကမီရှယ်လင်းစုတွေလည်းရထားပြီးတော့ပေါ့နော်ထိုင်းလိုကယ်ရီရဲ့ကြားမှာရောနိုင်ငံခြားသားတွေရဲ့ကြားမှာပါနာမည်ကြီးပါတယ်ရှင်